မင်္ဂလာပါရှင် reading corner ကနေကြိုဆိုလိုက်ပါရယ်ဒီတစ်ပတ်ကျွန်မဖတ်ပြမယ့်စာရေးဆရာကတော့ပိုလန်စာရေးဆရာဟင်းရစ်ရှင်ကျယ်ဘစ်ရဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်ကျယ်ဘစ်၏ဘဝသည်ပိုလန်နိုင်ငံ၏နိုင်ငံရေးနှင့်တသားတည်းဆက်ဆက်နေသည်ထို့ကြောင့်သူ့ကိုတာမန်စာရေးဆရာစည်ရင်သွင်းရမရမျိုးချစ်စာသူတော်ကြီးအနေနဲ့ပင်သတ်မှတ်ကြ၏1982ခုနှစ်မှ1939ခုနှစ်အတွင်းပိုလန်နိုင်ငံသည်9ချိန်တိုင်ဂျာမင်တို့၏ခွဲဝေအုပ်ချုပ်မှုကိုခံခဲ့ရသည်သို့သောပိုလန်မျိုးသားတို့၏လွတ်မြောက်ရေးတိုက်ပွဲများ၏အရှိန်အဟုန်ကြီးမားမှုကြောင့်ကိုမင်းကိုချင်းနိုင်ငံအဖြစ်သို့အချိန်ချင်းပြန်ရောက်ခဲ့သည်လွတ်လပ်ခွင့်ဆုံးမသောနိုင်ငံများတွင်ဇာတိမှန်စာပေသည်ထွန်းထွန်းတောက်ပေါ်ပေါက်စမြဲပင်ဖြစ်၏ပိုလန်ဇာတိမှန်စာပေ၏ဖခင်ကြီးကဟင်ရစ်ရှင်ကျယ်ဘစ်ဖြစ်သည်ရှင်ကျယ်ဘစ်ကိုစစ်စလက်ပြည်နယ်အော်ဇက်စကာမြို့တွင်1846မေလ9ရက်နေ့ကမွေးဖွားသည်သူမိဘများမှာနွမ်းပါသူများဖြစ်သည်သို့သောအခက်အခဲအမျိုးမျိုးကြားမှသူသည်ဝါဆောတက္ကသိုလ်တက်ဖြစ်ပြီးဘွဲတစ်ခုရခဲ့သည်သို့သောနိုင်ငံရေးလှုပ်ရှားမှုများကြောင့်ပြည်နှင်ဒဏ်ခံရသည်ပြည်နှင်ဒဏ်ခံရစဉ်ရုရှားနိုင်နေခဲ့သည်ထို့နောက်ဥရောပတခွင်ပြည့်ပြည့်စင်အောင်ဂလီကချေဂျေပစီတူအတွင်ဖြင့်ခရီးလှည့်လည်သွားလာခဲ့သည်19နှစ်နီးပါးကြာမှမိခင်ပိုလန်နယ်မြေသို့ပြန်ရောက်လာသည်ရှင်ကျယ်ဘစ်သည်စာပေပုံစံမျိုးစုံကိုရေးသားနိုင်သူဖြစ်သည်ရေးဟန်အနေနှင့်လည်းပြောင်မြောက်သူဖြစ်သည်ပိုလန်စာရေးဆရာများထဲတွင်ကမ္ဘာစာဖတ်ပြည်သက်အားလုံး၏စိတ်နှလုံးကိုတင်းကျုံဆွဲငင်ယူနိုင်သူမှာရှင်ကျယ်ဘစ်တယောက်သာရှိသည်ရှင်ကျယ်ဘစ်သည်ကျောင်းသားဘဝမှစ၍အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများကိုအစဉ်တစိုက်ဆောင်ရွက်ခဲ့သည်ထို့ပြင်စာပေကိုလက်နက်တစ်ခုအနေဖြင့်ကင်ဆွဲကာပိုလန်ကျေးလက်ပြည်သူများ၏စည်ရဲနွမ်းပါမှုနှင့်အောက်တန်းနောက်တန်းကြောက်မှုများကိုပြပြပြင်းပြင်းတရုပ်ဖော်သောဝတ္ထုတို့များစွာကိုလည်းရေးသားကာတိုင်းကြားအုပ်စိုးသူများကိုတိုက်ခတ်ခဲ့သည်ဂီတသမားချံကို1881နှစ်အောင်နိုင်သူဘာတက်1882ဝတ္ထုတို့နှစ်ပုဒ်မှာနိုင်ငံတော်ဝန်အထူးကြရက်ရိုက်စေခဲ့သောရှင်ကျယ်ဘစ်၏လက်ရာများဖြစ်သည်သူအမေရိကန်ပြည်တွင်ခရီးလှည့်လည်စဉ်ကမှတ်တမ်းများဖြစ်သောအမေရိကန်တခွင်ခရီးလှည့်လည်စဉ်ကပေးစာများ1886 1888သည်ခရီးသွားစာပေအနေနှင့်သာမကရတစာပေအနေနှင့်မှကြော်ကြားလာသည်သူ၏အာဖရိကသွားခရီးသွားမှတ်တမ်းများဖြစ်သောတောတွင်မှာ1917စာအုပ်မှာလည်းဂျိုးဆက်ကိုရန်၏အမောင်တွင်မှာကဏ္ဍဝင်ဝတ္ထုချင်းနှင့်ရှင်၍ဖတ်နိုင်သည်သို့သောသူကိုခေတ်ပြန်ဥရောပစာရေးဆရာများတွင်ထိတ်ဆုံးတန်းသို့တွန်းပို့စေနိုင်ခဲ့သောလက်ရာမှာစစ်ဝတ္ထုရှည်ကြီး၃တွဲကြောင့်ပင်ဖြစ်သည်ထိုဝတ္ထုရှည်ကြီး၏ပထမတွဲမှာမီးနှင့်ဓာတ်နှင့်1890ဖြစ်သည်ထိုဝတ္ထုတွင်ပိုလန်ပြည်၏1649 1950ခုနှစ်အတွင်းရှုခင်းကိုအသေးစိတ်ချဲမုန်းခဲ့သည်အထူးသဖြင့်ရာဇဝင်နောက်ခံကားကို19ရာစုတွင်ရွေးချယ်ခြင်းကပင်လျှင်ပိုလန်ပြည်၏ရွှေထီးစောင်းခဲ့စဉ်ကိုမင်းကိုချင်းကာလကိုပြန်ပြောင်းသတိရပွဲဖြစ်ကာဇာတိမှန်စိတ်ကိုနှိုးဆွပေးနိုင်ခဲ့သည်ဒုတိယတွဲမှာအလွမ်းမိုးခံရခြင်း1891ဖြစ်သည်1652မှ1659အတွင်းပိုလန်ပြည်အခြေအနေကိုတင်ပြသည်ရင်းဒုတိယပိုင်းမှာအကောင်းဆုံးအပိုင်းဖြစ်သည်ဒီကင်းကဲ့သို့သောဇက်ကောင်စီရဲ့အသေးစိတ်ချေမှုန်းမှုမျိုးကိုဒုတိယတွဲတွင်ထင်းထင်းပြက်ပြက်တွေ့နိုင်သည်အထူးသဖြင့်ရှင်ကျယ်ဘစ်သည်အပြန်အလှန်စကားပြောကမ်းများတွင်ပို၍ပိုင်နိုင်လာသည်သူဇက်ကောင်များပါဇက်မှထွက်သော19ရာစု3စကားပြောများမှာလည်းမှန်ကန်တိကျသောအထောက်အထားများပေါ်မူတည်၍ရေးသားထားခြင်းဖြစ်သည်ထိုအခန်းများမှာရှင်ကျယ်ဘစ်စာအုပ်ကိုဘာသာပြန်သူများအဖို့အထူးဦးနောက်60ရာသောအခန်းများပင်ဖြစ်သည်သူဝတ္ထုတွင်မော်ကွန်းမှတ်တမ်းများနှင့်မဟာကဏ္ဍဝင်ကြပြကြီးများကိုပါစီလျော်လိုထည့်သုံးတတ်သည်ဆွေတွင်တပ်များကပိုလန်ကိုကျူးကျော်သိမ်းပိုက်သောအခန်းများတွင်ကရှင်ကျယ်ဘစ်သည်သူ့လက်ကိုဇက်ကုံလွှတ်ပေးထားလိုက်ပေရာပိုလန်လူမျိုးများသာမကအခြားသောစာဖတ်ပရိသတ်များကိုပါကြက်သိမ်းမွေးရင်တဖြည်းဖြည်းထစေရမည့်အခန်းများပင်ဖြစ်၏တတိယတွဲမှာပင်မိုက်ကယ်1893ဖြစ်သည်ပိုလန်သမိုင်းကို1680မှ1684အထိပြသထားသည်အမျိုးသားဂုဏ်သိမ်းနှင့်မျိုးချစ်စိတ်ဓာတ်တို့ကို
ပေါ်လွင်အောင်နှိုးဆွပေးနိုင်ခဲ့သည်ထို့အပြင်ပိုလန်လူမျိုးတို့၏ဇီးရိုက်လက္ခဏာဒလိထုံးစံများရင်သက်ရှုမောရမည့်တိုက်ပွဲအခမ်းများကျူးကျော်သူတို့ကိုလျှို့ဝှက်တံပြန်ချိန်မုံကမ်းများဇက်ကောင်စရိုက်အမျိုးမျိုးကိုရှင်တွဲဖော်ပြမှုများစသည်တို့ကိုကြွယ်ဝသောဘာသာစကားဖြင့်ပိုင်တိုင်နှက်ဆက်စွာအသုံးပြုရေးသားထားမှုကြောင့်ကမ္ဘာကျော်ကဏ္ဍဝင်စာအုပ်တအုပ်ပေါ်ထွန်းလာရပေသည်ရှင်ကျယ်ပေ၏အမှုပညာဖန်တီးမှုသည်ထိုများသောအောင်မြင်မှုဖြင့်တင်းတိမ်မနေ1896ခုနှစ်တွင်ထုတ်ဝေသောကိုဝါတစ်ဝတ္ထုကြီးသည်သူ့မူလစံချိန်ကိုသူ့ဘာသာသူပြန်ချိုးနိုင်ခဲ့သောလက်ရာကြီးပင်ဖြစ်သည်ထိုဝတ္ထုကြီးကိုအနောက်တိုင်းဘာသာပေါင်း30ကျော်ကိုပြန်ဆိုခဲ့ပြီးရုပ်ရှင်များလည်းရိုက်ကူးခဲ့ပြီးရှင်ကျယ်ပေသည်ပြင်သစ်စာရေးဆရာအီမီလီဇိုလာ၏ဝတ္ထုများနှင့်ဆက်လင်း၍ပြောကြားရင်းမှသူ၏စာပေသဘောတရားတစ်ရပ်ကိုအလင်းအသင့်သဖြင့်ဖော်ထုတ်ပြောကြားခဲ့မှုသည်ဝတ္ထုဆိုတာလူဘဝကိုပို့ပြီးအားကောင်းမောင်းတန်ဖြစ်အောင်လှုံ့ဆော်ပေးနိုင်ရမယ်လူသားတွေကိုစိတ်ပြက်အာရုံမှုမပေးရဘူးအလင်းဘက်ကိုသာမိမောင်းထိုးပြရမယ်အမောင်ဘက်ကိုကြည်ခဲ့ပြီးမဖော်ပြတဲ့မူသူ့ယူဆနဲ့သူ့လက်ရာများသည်တမန်နညီညွတ်မြတ်တာနေ၏ဟယ်ရစ်ရှင်ကျယ်ပေရဲ့လက်ရာတွေထဲကနေအတင်လူသားဘယ်သွားမလဲဆိုတဲ့ဝတ္ထုကိုကျွန်မဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်သူ့ရဲ့နောက်ခံကာလဟာ AD 64ခုနှစ်ကိုခြေတည်ပြီးတော့ရေးဖွဲ့ထားတာဖြစ်ပါတယ်အတင်လူသားဘယ်သွားမလဲဗီနီရှက်သည်လက်အောက်ခံကိုလိုနီနိုင်ငံလေးများတွင်တာဝန်ထမ်းဆောင်ပြီးနောက်ရောမသို့ပြန်လာသည်ရောက်ချင်းဦးလေးတော်သူပက်ထရိုနီယက်နှင့်တွားတွေ့သည်ပက်ထရိုနီယက်မှာနီရိုဘရင်၏မိတ်ဆွေရင်းချာဖြစ်သည်ဖြင့်ဂုံသိမ်းစည်းစိမ်သာမကဩဇာတိတ်ကမပါပြည့်စုံကြွယ်ဝသူဖြစ်သည်ပက်ထရိုနီယက်သည်နီရိုဘရင်၏မှားယွင်းသောခလိတဝါဒများကိုမူမနှင့်မျိုးနီရိုဘရင်၏အလစ်စီဆန်သောတွေးနှထင်းရောက်သောရက်ဆက်ကြမ်းကြုတ်သောအမှုကျင့်များကိုလည်းသူတည်တဲ့လောက်တည်သည်ပက်ထရိုနီယက်မှာဒူရိုမောင်ကိုလူကျော်ကိုတွေ့ရသဖြင့်ဝမ်းသာနေသည်ဗီနီရှက်သည်လက်အောက်ခံနိုင်ငံငယ်တစ်ခုမှဘရင်သမီးတော်လေးလိုင်ကီယာကိုစုံမက်နှစ်သက်လာမိခဲ့သည်ထို့ကြောင့်သူဦးလေးအားထိုမင်းသမီးကလေးကိုရယူသိမ့်ပိုက်လိုကြောင်းလာရောက်အကူအညီတောင်းခံသည်ပက်ထရိုနီယက်ကလည်းနီရိုဘရင်ကိုတဆင့်နားဖောက်သည်နီရိုဘရင်ကလည်းလိုင်ကီယာအားရှေ့တော်မောက်ချက်ချင်းဆက်သွယ်ရန်ဆင့်ခေါ်လိုက်သည်လိုင်ကီယာ၏မိဘများကလူဘလူးကြီးအားဆက်အားအဆောင်အရှောက်ကျွယုံတော်ကြီးအဖြစ်တပါးတည်းထည့်ပေးလိုက်သည်နန်းတွင်သို့ရောက်လျင်ဗီနီရှက်သည်လိုင်ကီယာကိုအတင်းချစ်သည်မြတိုက်၏သို့သောနီရိုဘရင်၏ကိုလုတ်တော်လည်းဖြစ်ခရစ်ယာန်လည်းဖြစ်သူအတ္တီ၏မျက်ခြေမပြတ်စောင့်ကြည့်နေမှုကြောင့်သူ့ကြိုးစားမှုမအောင်မြင်ခဲ့လိုင်ကီယာမှာလည်းခရစ်ယာန်ဘာသာဝင်ဖြစ်သည်သူသည်ဗီနီရှက်နှင့်နီရိုဘရင်၏ရိုင်းပြမှုများကိုအလွန်ဆက်ဆုပ်ယွန်ရှာသွားသည်သို့သောသူ့ကိုဗီနီရှက်လက်တွင်သို့အတင်းမရမကထည့်ပေးမိဖြစ်ကြောင်းကိုအတ္တီမှတဆင့်ကြားသိလိုက်ရသည်တစ်ချိန်တည်းမှာပင်မိဖုရားဩဂတ်စတာ၏သမီးတော်ကန်တော်ကုန်သွားသည်မိဖုရားနှင့်သူ့အတိုင်းဝိုင်းတို့ကလိုင်ကီယာ၏ပြုစားမှုကြောင့်ဤသို့ဖြစ်ရသည်ဟုဆွဆွဲကြသည်အချိန်နေမလှသည်ကိုရိမ့်မိသဖြင့်အတ္တီနှင့်အာဇတ်တို့ကလိုင်ကီယာလွတ်မြောက်ရေးကိုစီစဉ်ကြတော့သည်ထိုညတွင်ဗီနီရှက်၏လူများကလိုင်ကီယာကိုလာခေါ်ကြသည်သို့တော်လမ်းတွင်ခရစ်ယာန်တစုတို့ကလိုင်ကီယာကိုသူတို့လက်မှလူကကဲတင်သွားကြသည်ဗီနီရှက်ကရမ်းမုံမိကြဖြစ်တော်သည်သူ့လူများကိုမျိုးလုံးအနှံ့ပိုက်စိတ်တိုက်ရှာစေသည်သို့သောလိုင်ကီယာမှာမျိုးရိုးအပြင်ဘက်ရှိခရစ်ယာန်တိုင်ဝမ်ကြားသို့လုံခြုံစွာရောက်ရှိသွားသည်ဗီနီရှက်သည်လိုင်ကီယာယောဂတနေ့တခြားတဲလာသည်နောက်ဆုံးတွင်ပညာရှိဆိုသူဂရိလူမျိုးခိုင်လိုကိုဆုလက်ပေးကလိုင်ကီယာရှာပုံတော်ဖွင့်စေသည်ခိုင်လိုသည်ရုပ်ဖြက်ကစုံစမ်းရင်းဖြင့်ခရစ်ယာန်ဘာသာဝင်များလျှို့ဝှက်တွေ့ဆုံရာနေရာသို့သိရှိသွားသည်ထို့နောက်သူသည်ဗီနီရှက်နှင့်လူဒန်နီကာရိုတွန်တို့ကိုခေါ်ကာလိုင်ကီယာပုံအောင်နေရာအိမ်သို့သွားကြသည်လိုင်ကီယာဖမ်းဆီးရန်စ조사ကြရာအားဆက်လက်ချက်ဖြင့်ကာရိုတွန်အသက်ထွက်သွားသည်ဗီနီရှက်လည်းဒဏ်ရာရသွားသည်ဗီနီရှက်ကိုခရစ်ယာန်များကဂရုတစိုက်ပြုစုစောင့်ရှောက်ကြသည်လိုင်ကီယာကိုယ်တိုင်ပင်ဗီနီရှက်၏ဒဏ်ရာကိုပျောက်ကင်းသည့်အထိကုသပြုစုခဲ့သည်ဗီနီရှက်သည်အနေကျသောအခါခရစ်ယာန်တို့၏မေတ္တာတရားခွင့်လွှတ်တတ်မှုနှင့်သူတို့၏ဘာသာတရားအနှစ်သာရများကိုသိလာသည်သူတို့၏ခေါင်းဆောင်ပီတာပြောသောခရစ်တော်အကြောင်းကိုလည်းကြားမိသည်ထိုအခါလိုင်ကီယာကိုသူ့ထံမှဆွဲထုတ်ယူသောခရစ်တော်ကိုမုံမဲမုံရမလားသို့ဒီမဟုတ်ကြီးညိုကိုးကွယ်ရမလားဆိုသည့်ပြဿနာသည်သူ့ဦးနောက်ကိုအလုတ်ပေးလာတော့သည်သို့တော်သူ့စိတ်နေစိတ်ထားကထူးထူးခြားခြားပင်ပြောင်းလဲလာသည်သူသည်လိုင်ကီယာကိုအတ္တမနည်းဖြင့်မရယူလိုတော့
နောက်ဆုံးတွင်သူသည်ခရစ်ယာန်ဘာသာကိုယုံကြည်ကိုးစားမိလာသည်လိုက်ဂီယာကလည်းသူ့ကိုလက်ထပ်ရန်သဘောတူခဲ့သည်ထိုအချိန်တွင်နီရိုမှာတိုက်ကယ်လီနက်စ်ဟူသောပရောဟိတ်၏စကားတခွန်းကိုနားထဲဆွဲဝင်နေသည်ရောမမျိုးကြီးကိုမိတင်ရှုကလူတွေရောက်ရက်ခတ်နေသည်ကိုကြည့်ပြီးကြပြတချင်းဆက်ဆိုရန်အကြံဉာဏ်ဖြစ်နေ၏နီရိုသည်ထိုစကားအတိုင်းတသွေးမတိန်လိုက်နာကရောမမျိုးကိုမိတင်ရှုခဲ့သည်မြို့လုံးကျွနီးပါမိတံအသင့်ခံခဲ့ရသည်ဗီနီရှက်စ်သည်လိုက်ဂီယာကိုမိဘေးအတွင်းမှလက်မှတ်တင်လေးကဲတင်နိုင်ခဲ့သည်လူကြီးမှမိရှို့သူလက်တွေကိုဖော်ထုတ်လို့စိတ်ပြင်းပြနေကြသည်တို့ဖြင့်တမျိုးလုံးရုပ်ရုပ်တဲတဲဖြစ်နေသည်မိဖုရားနှင့်သူတို့အတိုင်းဝိုင်းကနီရိုအားခရစ်ယာန်များအားမိရှို့မှုတရားခံများဖြင့်အပြစ်ပုံချရန်အကြံပေးကြသည်ခိုင်လိုမှာသူ့အားခရစ်ယာန်များကအသက်ဘေးမှချမ်းသာပေးကလွတ်လပ်ခွင့်ပေးခဲ့သည့်ကျေးဇူးကိုမေ့သွားသည်သူကိုယ်တိုင်ခရစ်ယာန်တို့အစုဝေးနှင့်နေထိုင်ကြရာနေရာများကိုလိုက်လံပြသပေးသည်ရက်ဆက်သောသွေးချောင်းစီးမှုကြီးကစတင်လေပြီပက်ထရိုနီယက်စ်သည်မဖြစ်ထိုက်သည့်ကိစ္စမှုနီရိုအားမလုပ်ရန်တားသည်နီရိုကသူ့စကားကိုနားမထောင်သူ့ကိုပင်ပြန်၍ရန်ညှိုးဖွဲ့သည်ခရစ်ယာန်များကိုထောင်သွင်းအကျဉ်းချထားကတယောက်စီထုတ်ပြီးတပ်ကွင်းထဲတွင်တပ်ပြသည်လူထုပရိသတ်ကမျက်စိအရသာခံကကြည့်ကြရသည်မိမပြိုများကိုမူဘလက်ကာယပြုတ်ကြပြီးချင်းသေးစာကြွေးပစ်သည်အချို့ကိုအရှင်လက်လက်မိရှို့တတ်သည်လိုက်ဂီယာမှလည်းအဖမ်းခံရသည်တဲ့ပါနေသည်ဗီနီရှက်စ်ကကက်တီယန်ကြိုးစား၏သို့တော်လည်းမအောင်မြင်နောက်ဆုံးတွင်လိုက်ဂီယာကိုတက်သည့်အလှည့်ရောက်လာသည်သူ့ကိုဒေါမန်တင်းနေသောနတ်သိုးကြီး၏ကြောပေါ်တွင်ကျိုးနှင့်တုံနှောင်ထားကတက်ကွင်းထဲထုတ်လာကြသည်ထိုအချိန်တွင်ကျွယုံကြီးအားဆက်ပြေးထွက်လာကနတ်သိုးကြီး၏လက်ဖင်းကိုသူ၏တန်မာသောလက်များဖြင့်ဖြင့်ညစ်တတ်တော်သည်နတ်သိုးကြီးမှအားဆက်လက်ထဲတွင်ပင်အသက်ပြောက်သွားသည်ပိဋကကြီး၏ဩဘာတန်ကမဆဲတော့ပိဋကကြီးကသူတို့နှစ်ယောက်လုံးကိုအသက်ဘေးမှလွတ်ပေးရန်တောင်းဆိုကြသည်နီရိုမှလူထုသဘောကိုမလွန်ဆန်နိုင်၍လွတ်မိန်ပေးလိုက်ရသည်ပက်ထရိုနီယက်စ်ကဗီနီရှက်စ်တို့အားရောမတခါတည်းထွက်ပြေးကြမှနီရိုလက်မှလွတ်မည်ဖြစ်ကြောင်းအကြံပေးသည်တပ်ဖြတ်ပွဲများကမပြီးဆုံးသေးလူထုကြီးကတွေးတန်ရဲရဲမြင်ကွင်းများကိုညှိငွေလာကြပြီတေအံမူခရီးရန်တဦးကနီရိုမျက်နှာကိုတက်ကြည့်ကနီရို၏ရာဇဝတ်မှုများကိုတက်ခုချင်းဆွဲချက်တင်သွားသည်အာဇာနီဂလော့ကတ်မှာမိရှုအသက်ခံရနည်းအထိခိုင်လိုကိုဂယုဏမျက်လုံးများဖြင့်ကြည့်သွားခဲ့သည်ခိုင်လိုကြောင့်သူဇနီးနှင့်ကလေးများကျွန်းအဖြစ်ရောင်းစားခံခဲ့ရသည်ခိုင်လို၏လမ်းပြမှုကြောင့်ပင်သူကိုယ်တိုင်ယခုတည်ရတော့မည်သို့စဉ်လျက်သူသည်ခိုင်လိုကိုခွင့်လွှတ်သည်ခိုင်လိုသည်မေတ္တာတရား၏အာနုဘော်ကိုမခံသာတော့ထို့ကြောင့်လူထုပရိသတ်ကြီးရှိမှမှာပင်ရောမမြို့မိတင်ရှုမှုတရားခံမှာခရစ်ယာန်များမဟုတ်နီရိုးဘရင်သာဖြစ်ကြောင်းတန်ကုန်ဟစ်អော်လိုက်လေတော့သည်ခိုင်လိုမှာအိမ်ပြန်ရောက်သောအခါအဖမ်းခံရကအကွက်မြတ်ခံလိုက်ရသည်ဗီနီရှက်စ်နှင့်လိုက်ဂီယာတို့သည်စစ်စလီကျွန်းသို့ထွက်ပြေးလွတ်မြောက်သွားကြသည်မက်ထရိုနီယက်စ်သည်သူ့ကိုနီရိုးဘရင်ကတတ်တော်မီတဲ့ကိုကြားသည်ထို့ကြောင့်မူမတ်မျိုးနွယ်မိတ်ဆွေများကိုသူ့အိမ်သို့ဖိတ်ကြားကထမင်းစားပွဲကြီးတပွဲကျင်းပသည်ထမင်းစားပွဲတွင်သူသည်နီရိုးဘရင်၏စီးလို့ဝါလို့နိုင်မှုများကိုစီကာပတ်ကုန်းချင်ကြသည်ထို့နောက်သူ့ကိုသူတတ်တည်လိုက်သည်နီရိုးဘရင်ကမုန်းတီးသူတစ်နေ့တစ်ခြားများလာသည်နောက်ဆုံးတွင်တော်လန်ပုံကံမှုကြီးပေါ်ပေါက်လာကနီရိုးမှလက်လွတ်ထွက်ပြေးရတော့သည်သူ့အသက်ဘေးစိတ်မချရကြောင်းသိရသောအခါကိုဓားဖြင့်ထိုးကအဆုံးစီရင်၏သို့တော်တုံရင်နှင့်တတိကင်းမဲ့မှုကြောင့်အသက်မသေးသူ့ကျွန်တယောက်ကသူ့အေဂရီ၏လက်ဘင်းကိုဓားနှင့်ထိုးတက်လိုက်မှအသက်ပြောက်သွားတော့သည်ကိုပါတဲ့မှာလက်တင်ဘာသာစကားဖြစ်သည်အတိတ်ဘယ်မှာအသင်လူသားပဲသွားမလဲခရစ်တော်ကစိန့်ပီတာအားပြောကြားခဲ့သောစကားပိုက်မှထုံနှုတ်ချက်ဖြစ်သည်ကိုပါတဲ့သည်ရာဇဝင်ဝတ္ထုအပြောဖတ်အနေနှင့်၎င်းဝတ္ထုဇက်အိမ်တိဆောက်ပုံမှာတကယ်သက်ရှိထင်ရှားရှိခဲ့သောပုဂ္ဂိုလ်များနှင့်စိတ်ကူးရင်ဇက်ကောင်များကိုပေါင်းဆက်ကာအစမ်းတကျဇက်အိမ်ဖွဲ့မှုကြောင့်၎င်းထင်ရှားအောင်မြင်လာခဲ့သည်ဝတ္ထုဖန်ရင်နှင့်တမိုင်းတင်ကြားလူသူများအတွက်အထူးအကြိုက်တွေ့စရာစာအုပ်ဖြစ်သည်ရောမအင်ပါယာ၏နောက်ဆုံးနေ့အကြောင်းကိုရေးရတွင်ရှင်ကျယ်ပြစ်လောက်မိသူမျှမအောင်မြင်ခဲ့ရှေးဦးခရီးရန်တို့၏တရုတ်ကိုတကယ်အသက်ဝင်လာအောင်ရေးဖွဲ့ရတွင်လည်းရှင်ကျယ်ပြစ်၏ဤဝတ္ထုလောက်မိသည့်စာရေးဆရာမှမရေးဖွဲ့နိုင်ခဲ့ကြထို့ကြောင့်ရှင်ကျယ်ပြစ်၏ကိုပါတဲ့ဝတ္ထုကြီးသည်ယခု85နှစ်နီးပါးရှိလာသည့်တိုင်အောင်ကဏ္ဍဝင်လက်ရသည့်ရာဇဝင်ဝတ္ထုကြီးတစ်ခုအနေဖြင့်ထိတ်တန်းမှအမြဲတစေရည်တည်နေနိုင်ခြင်းဖြစ်ပေသည်ဟုတ်ကဲ့ဒါကတော့ပိုလန်စာရေးဆရာကြီးဟေရစ်ရှင်ကျယ်ပြစ်ရဲ့အကြောင်းနဲ့သူရေးဖွဲ့ခဲ့တဲ့ဝတ္ထုတစ်ပုဒ်ကိုကျွန်မဖတ်ပြပေးသွားတာဖြစ်ပါတယ်ဒီဝတ္ထုကဆရာဟိလက်ဘာသာပြန်ထားတဲ့ကဘာကျော်စာရေးဆရာများနဲ့သူတို့ဤစာများဆိုတဲ့စာအုပ်ထဲကနေ
ထုတ်နှုတ်ဖတ်ပြပေးထားတာဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူးနေ့တိုင်းမှာစာရေးဆရာကြီးများနဲ့သူတို့ရဲ့စာကောင်းပင်မွန်တွေကိုအမြဲတမ်းမျှဝေပေးသွားအောင်မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြပါအောင်ရှင်ဗီဒီယိုအသစ်တင်တိုင်းသိရှိနိုင်စေဖို့ကျမရဲ့ channel လေးကို subscribe လုပ်သွားနိုင်ပါတယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေ